လေးကျိုးဖုန်းကြည့်ပဲကြည့်နေမအေးလာတာကိုမသိ အမေကတည်းကရင်လာပြီပေါ့ ဖုန်းဝင်ခိုးတာဘာမှသိမှာမဟုတ် ဟောတခုဝင်တော့သိပါတယ်မေရဲ့အမေမလို့မသိရပေါ့ ဖုန်းပဲကြည့် ဖုန်းကြည့်ရပဲပြင်မပြောနဲ့မေခိုင်းနိုင်ကုန်ပြီးပြီနော်အမေတောက်ယူရေထဲခိုင်းနေဟိုမှာတောက်ယူခြံကြနေရပဲတောက်ယူရော3ရောခက်ပြီးပြီအမိုက်လည်းတဝင်းလုံးပြောင်းလဲနေအကုန်ရှင်းပြီးပြီ ဟိုပကံနေကြတော့ အေးဟုတ်တယ်နော်ပကံနေကျန်းတယ်အေးဒါအလုပ်တွေကုန်ပြီးဆိုရေမိုးချိုးပြီးတော့ဟာအပကံကမေရထားလိုက်တော့ဒါပြီးမှစားကန်ဒီတောက်ကန်ဒီချက်ကန်ဒီမှစေးတော့မယ်နော် အဲ့လိုလုပ်လို့မရဘူးတခါတည်းဒါစီပြီးရင်နှင်းချက်မှာ ဒီတတိုင်းနဲ့ပကံ ဒီ သေးရ တိုင်း မှာ ဆေးရမှာပေါ့ဘာဖြစ်လဲ ဟုတ်ပြီဟုတ်ပြီသွားသေးလိုက်လို့စေးချောင်းတက်ရပါတော့မယ်ဆက်ပြစီရမရှိတော့မေဒီမှာမေသားမေးတာမဟုတ်အမေဆက်ပြစီကရေတောင်ကျင်းသုံးပြီးသွားပြီဒီမှာလေတောင်ထွက်နေနော်သားမေးတာမဟုတ်ဘူးဆက်ပြစီကုန်းနေလို့မစေးတာ အမေမေးတယ်ပေါ့ဆက်ပြစီမရှိလို့မစေးအောင်ထင်မနေနဲ့ဒီလန်ပကံသေးဆက်ပြစီပါလာပြီ ဟောဒါအထုပ် ဟုတ်ပါ မေကလေတခါဝယ်လာလိုက်ရင်အီလန်ကြီးပဲပေါ့နော်အမေရှိရင်အီလန်ရှိရဆိုလို့ဖြစ်နေဟိုလေပကံစေးဆက်ပြစီရမေဟိုလိုအိမ်လုံးဆက်ပြစီဘူးတွေကဈေးချိုတယ်မဟုတ်ဘူးလားအဲ့ဒါမဝယ်ဘဲနဲ့ဘာလို့ဒီအီလန်ပဲဝယ်အောင်လဲ မရမေလားငါမေလား အမေကတော့အမေပေါ့ လာကြီးမနေ အမေကသားလာကြအမေကတော့အမေဒါပေမဲ့ဒါကဈေးချိုတာကိုပြောပြတာလေအဲ့တော့အမေကဘာလို့အီလန်ပဲဝယ်ရလဲလို့ဒါမေးကြည့်တာ ဟောခုဒါအမေဝဲလာတာလေပြန်ဖြည့်သုံးလို့ရတဲ့အထုပ်2000ဝန်းကျင်နဲ့ရှိတာ 2000ဝန်းကျင် ဒီဘူးက2500ဝန်းကျင်ရှိတာ အဲ့ အဲ့ တော့ တော့သူကဘူဘူတက်တာလေး ဘူးတက်တာသွားတာဗောနော်ဒီထဲကိုလည်းပြန်ထည့်သုံးလို့ရတယ်ဆို ဟုတ် တော့ တယ်ဟုတ်တယ်ဒါပြောတယ်အိမ်လို့ဆက်ပြစီက1000ဝန်းကျင်ရှိတာ အဲ ဒါပေမဲ့လို့အမေလည်းသုံးဘူးတယ်စီတွေအများကြီးပြီလို့ရှိရင်သူကနှစ်ခါသုံးခါဆေးရတယ် နှစ်ထပ်သုံးထပ်ဆေးရတာ ဟုတ်တယ်နှစ်ခါသုံးခါဆေးရတယ်အဲ့ကြတော့များသုံးတော့မြန်ကုန်တယ် များကုန်တယ်ဗော များ နော် ကုန်တယ် ဒီအထုံးနဲ့ဆိုရင်သူက1000လောက်ပဲกว่า 1000ဝန်းကျင်ပဲกว่าတာလေသူနဲ့ကြတော့ 1000လောက်ပဲกว่าတော့ဗောနော် 2000 2000 မ နဲ့ တွေအနေနဲ့ဈေးရက်တွက်ကြည့်မယ်ဆိုရင်ကုန်ကြစိတ်ကအတူတူပဲ မေကအီလန်နဲ့ပဲအမြဲပကံဆေးနေကြဆိုတော့အီလန်ဘာကြီးအပ်တယ်ရှိလဲဘာကြီးကောင်းလဲပေါ့မေက ဒီလန်ကလေရေးပြကျဲညီတော့အများကြီးသုံးစရာမလိုဘူးနည်းနည်းလေးသုံးရုံနဲ့မြုပ်ထွက်အားကောင်းတယ်ပကံတွေလည်းအများကြီးဆေးလို့ရတယ်ပြီးတော့ပကံမှာစီတွေအများကြီးပေးနေတယ်ဆိုလေဒါတစ်ဆက်တည်းဆေးရုံနဲ့ပြောင်းတယ်ပြီးရင်လည်းအဲ့ပကံတွေမှာဆွဲကြည့်မကြံခဲ့ဘူး ဟောဆေးပြီးရင်လည်းဆွဲကြီးမကြံခဲ့ မ ဘူး ကြံခဲ့ဘူးသူ့မှာတာမယာနန်လေးပါတဲ့အတွက်အမေကကြိုက်တာအဲ့ဒါကြောင့်ဒီလန်ကိုသုံးတာ အဲ့ဆိုရင်မေအမေအဲ့လောက်ကြိုက်တာတွေရှိနော်မေရမ်းကြိုက်တဲ့ဆက်ပြန်နဲ့ဆေးရမှာပဲမေဘယ်ကနေမေပဲဆေးလိုက်ပါ ငါတောက်စိတ်ခိုင်းတာလေငါတောက်စိတ်ကနေမေးတာလေမောလို့ဖြေရတယ်ဟုတ်ပေါ့ အော်သိချင်တာလေးရှိလို့မေးတာပါမေအမေတို့ကကျတော့အင်ရှင်မတွေဆိုအမြဲတမ်းဆေးကြောနေရသူတွေလေဒါတခါလေးဆေးတဲ့သူဆိုတော့ဒါအမေကအမြဲတမ်းအီလန်ပဲသုံးနေလို့ဗာဒီများကောင်းလို့လဲလို့မေးကြည့်တာကျွန်တော်ဗကန်ဆေးပြီးရင်တော့ဟင်းချက်နီလေးမျှဝေပေးပါမယ်အဲ့တော့အမေပြောတာလေးလည်းဟုတ်မဟုတ်သိအောင်ကျွန်တော်ဗကန်ဆေးနဲ့တခါလေးစမ်းသက်ကြည့်မယ်ဗျာဖော်ရုံရေစွတ်ပြီးတော့အီလန်ဗကန်ဆေးဆက်ပြားစီလေးအနှဲငယ်လေးထည့်ပြီးတော့ဖော်ရုံညှစ်ကြည့်လိုက်တဲ့အချိန်မှာအမေပြောသလိုပဲပေါ့နော်အနှဲငယ်လေးသုံးရုံနဲ့အမြုပ်ထွက်ရကောင်းတယ်စီပီနေတဲ့ဗကန်တွေကိုဆေးကြည့်တဲ့အချိန်မှာလည်းတက်တက်သေးဆေးရုံနဲ့လုံးဝပြောင်းပြီးတော့တန်ရှင်းသွားတယ်ဆေးပြီးတဲ့အချိန်မှာလည်းရွှေကြည့်မကြံဘူးတမယာနဲ့မှုမွေးလေးနဲ့ရှေ့မှာအမေပြောသွားတဲ့အတိုင်းလုံးဝကွက်တီပဲပေါ့နော်အဲ့ဒါကြောင့်လည်းအမေကအီလန်မအီလန်ဖြစ်နေရဖြစ်မယ်ဗျာနော်ကဲဗကန်ဆေးပြီးသွားရင်တော့အမေဈေးကနေချက်ဖို့ပြုတ်ဖို့ဝယ်လာတာလေးတွေကိုချက်ရင်ပြုတ်ရင်နဲ့ဟင်းချက်နီလေးတွေမျှဝေပေးပါတော့မယ်ဗျာအသေးရယ်ကြောက်ကက်ရယ်ငပြောဘူးရယ်အစုပ်ရယ်တရွရွရယ်ဦးအနှင်းငယ်ရယ်ဒီဒါဦးဒါကကြပါခေါ်အောင်မယ်ဒါတွေ ဒါစီလို့ခေါ်တာပဲ ဒါလည်းဘာကြာစီလို့ခေါ်တာဒါတွေကတော့နေတော်လေးတုံးလိုက်တော့မယ်မေးရ special ဒါနဲ့တုံးလိုက်တော့နေတော်တုံးပြီးရင်စားထည့်မယ်တမယာသီးလေး9စိတ်လောက်ညှစ်မယ်စားနဲ့တမယာသီးနဲ့နေမယ်စားတမယာသီးနေပြီးရင်ရှည်နဲ့2ထပ်လောက်ဆေးပါမယ်ရှင်းနဲ့2ထပ်3ထပ်လောက်ဆေးပြီးရင်နော်ရေပြောင်းစစ်ပြီးတော့ဆက်ချက်လို့ရပါပြီစပြီးတော့ချက်ဖို့အတွက်မီးပုံမှာဒေဝတင်ပါမယ်ဝက်ကလေးစား90စားအတွက်စီ9ချက်သား6ချက်သားနေပါလောက်ထည့်မယ်စီပူလာရင်ကြက်သွန်ပြူ2ဦးနဲ့ဂျင်းလက်တစ်စစ်လောက်ကျင်းညအောင်ထောင်းထားတာကိုထည့်ပြီးတော့စီတက်မယ်ခင်းရည်ဒီ2လုံးပပလေးထည့်တာထည့်မယ်ကြက်သွန်ဒီ4လုံးပပလေးထည့်တာကိုထည့်မယ်နွင်းနှင်းမောင်းနဲ့အယောင်နှင်းမောင်းတော့လက်ဖက်စားဆုံးတစ်စုံခန့်စီလောက်ထည့်ပြီးတော့အားလုံးရောသမမွေအောင်မှွေပေးလိုက်ပါမယ်ဂျင်းကြက်သွန်ပြူအနှံလေးမှွေလာပြီးတော့ခင်းရည်ဒီကြက်သွန်ဒီလေးအနှဲငယ်လောက်နွန်းသွားတဲ့အထိမှွေပေးရမှာဖြစ်ပါတယ်ခင်းရည်ဒီကြက်သွန်ဒီလေးတွေကျွန်တော်ဗီဒီယိုမှာပြထားဆိုအနေထားပါတော့အနှဲငယ်လောက်နွန်းသွားပြီဆိုရင်တော့ရှေ့မှာလီပြီးတော့စားနဲ့တမန်တီနဲ့နေပြီးတော့ရေဆေးထားတဲ့ကလေးစားတွေထည့်မယ်ကြက်သားမုံအချိုမုံစားအရသာမုံလေးအနှဲငယ်ထည့်မယ်ပေါ့နော်အရသာတွေလည်းထည့်ပြီးတော့အားလုံးရောသမမွေအောင်မှွေပါမယ်ဒီနေရာမှာရေတန်းမထည့်နဲ့ပေါ့နော်ခက်ညီကြက်သွန်လေးလည်းပိုကျက်သွားအောင်အသားတွေတွေကိုလည်းဒီအသားတွေဆိုတာကလေးစားတွေကိုအရသာတွေဝင်သွားပြီးတော့ကလေးစားဘက်လေးတွေအနှဲငယ်လောက်နည်းနည်းအပေါ်ရန်ကြောလေးတင်းပြီးကျက်သွားတဲ့အနေထားထိကျွန်တော်ဗီဒီယိုမှာပြထားလို့အနေထားထိရအောင်ဒါမှွေကြောလေးကြော်ပေးရမှာဖြစ်ပါတယ်ဗျာနော်အဲ့လိုအနေထားကိုရရင်တော့ရေထည့်လို့ရပါပြီရေကိုတော့အရင်ဒီကလေးစားဘက်တွေမြုပ်လောက်တဲ့အနေထားထိမဟုတ်ဘူးပေါ့နော်ကျွန်တော်ဗီဒီယိုမှာပြထားလို့အနေထားဗျာကလေးစားဘက်တွေနဲ့တညီတဲ့အနေထားလောက်ပေါ့နော်အဲ့လိုအနေထားလောက်ရေထည့်ပြီးရင်တော့ခဏလောက်မှွေမယ်ပြီးရင်တော့အဖုံးလေးအုပ်ထားပြီးတော့10မိနစ်လောက်တည်ထားပေးလိုက်မှာဖြစ်ပါတယ်10မိနစ်အတွင်းမှာတော့အိုးမကက်လား
ကက်လာနည်းနည်းပါလှက်ကြည့်ပြီးတော့မှွေပေးရမှာဖြစ်ပါတယ်10မိနစ်လောက်ဖုံးလေးအုပ်ထားပြီးတော့လှက်ကြည့်လိုက်မယ်ဆိုရင်တော့ကလီစာဘဲလေးလည်းတော်တော်လေးကြက်နေပေါ့နော်အရသာပေါ့ငယ်လေးမြည်ကြည့်ပါလိုအပ်ရင်လိုတူပိုချောထပ်လိုက်ပါကျွန်တော်တို့တော့အရသာကွက်တီပဲပေါ့နော်ပြီးရင်ကလီစာဘက်တွေကိုစားကြည့်ပါကိုလိုချင်တဲ့အနူးကြီးနေထားကိုရောက်ပြီလားပေါ့နော်မရောက်သေးဘူးလားမြည်ကြည့်ပါကျွန်တော်တို့ကတော့ဒီနေထားလေးဆိုရင်ဒါကိုလိုချင်တဲ့နေထားကိုရောက်ပါပြီ10မိနစ်လောက်အဖုံးအုပ်ထားလိုက်တာပေါ့နော်ပြီးတော့ရေအခန်းချက်မှာလားအရေလေးနဲ့ချက်မှာလားကိုစိတ်ကြိုက်ချက်လို့ရပါတယ်ကျွန်တော်တို့ကတော့ရေလုံးဝခံပြီးစီပြန်နေတိမချက်ပါဘူးအရေလေးနဲ့ချက်မှာဆိုတော့ဒီနေထားလေးတိုင်းပေါ့နော်နောက်ထပ်9မိနစ်လောက်ပေါ့နော်ရေလေးနည်းနည်းလေးခန်းပြီးတော့ကလီစာဘဲလေးလည်းပိုကျက်သွားအောင်ထပ်ပြီးတော့တည်ထားလိုက်ပါမယ်9မိနစ်လောက်ထပ်ပြီးတော့တည်ထားပေးလိုက်တာပေါ့နော်အဖုံးအုပ်တာ10မိနစ်ဒီတိုင်းတည်ထားတာက9မိနစ်စုစုပေါင်း15မိနစ်ဝန်းကျင်လောက်ကြာပါတယ်ကိုလိုချင်တဲ့အနေထားကိုကျွန်တော်လိုချင်တဲ့အနေထားကိုရပြီပေါ့နော်ကိုကဒီထက်အီကျင်သေးတယ်ဆိုရင်ဆက်ပြီးတော့တည်ပေါ့နော်ကျွန်တော်တို့ကတော့ကိုလိုချင်တဲ့အနေထားကိုရပြီမလို့ဒီအနေထားမှာပဲချလိုက်ပါတော့မယ်စားကျင်စပွဲဝက်ကလီစာနည်းနည်းအရေးစမ်းဟင်းလေးပေါ့နော်စီပြန်မဘူးအရေးစမ်းလေးရရှိပဲဖြစ်ပါတယ်ဗျာဝက်ကလီစာကြလေကြသွားပြီဆိုတော့မကြီးရွက်လေးဆက်ပြီးတော့တုပ်ပြပါမယ်မကြီးရွက်နုလေးကိုရေနဲ့တန်းရှင်းအောင်စစ်ပြီးတော့ရေလေးပြောင်းစစ်ထားတယ်အဲ့ထဲကိုခန်းကျင်ဒီကြက်သွန်ဒီပပလှိထတာလေးထည့်မယ်ရေပဲစားလော်ရဲ့ကြက်သွန်ပြူရဲ့ကြေညက်အောင်ထောင်းထားတာလေးထည့်မယ်အရသာအနေနဲ့ကတော့ကြက်သားမုံအချိုမုံစားအနှဲငယ်ဒီထည့်ပြီးတော့စီကတော့စီစိမ့်လေးအနှဲငယ်ထည့်လိုက်ပါမယ်စီစိမ့်လေးထည့်ပြီးပြီးရင်တော့အားလုံးရောသမမွေသွားအောင်နေပေးလိုက်မယ်ဆိုရင်တော့အရသာရှိတဲ့စားကျင်စပွဲမကြီးရွက်တုပ်လေးကိုရရှိပဲဖြစ်ပါတယ်ဗျာအညာစတိုင်မကြီးရွက်တုပ်လေးပေါ့နော်ကြီးရွက်တုပ်နဲ့ဝက်ကလီစာဟင်းအဲ့ထည့်ပေးမယ်လေးမရငွေးမှာပဲဝက်ကလီစာဟင်းကိုချက်ကိုစားကိုကောင်းပေါ့这就把它讲哎，哎呀，但格里咱们物价呀，物啊，那也没回来了。东西来的多少钱呢？我五年那边6年那边特别来了嘛，好嘛吧。你家怎么来嘞？来来来，没来要没的，你买？你买的也来。你在这里。没五没在这，好吗？到特别。特别。你这东西多来着呢？来。ဒီနေ့ဗီဒီယိုလေးကတော့ subscribe ကိုဝါသနာပါတယ်။ကျွန်တော်ရဲ့ follower subscriber တွေအတွက်အမေတင်ပေးထားတဲ့အမေရဲ့လက်ရပါတော့။အမေရဲ့ channel လေးအတိုင်းဝက်ကလီစာ channel လေးရဲ့အယူရတုံလေးရဲ့ရိုက်ကူးတင်ဆက်မျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျာနော်။ကျွန်တော်ညီဖွားတင်ဆက်ပေးတဲ့ hint channel view တိုင်းကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစုကျေးဇူးတင်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရရင်ဗျာ။တဒါဆက်ဆွဲလိုက်ပါဦးမယ်။